OK，ဒီနေ့မေးထားတာ可惜နဲ့可怜ပါကွာလေတဲ့ဆိုတော့可惜ကတော့ကျွန်တော်တို့နှမျောတာပေါ့နော်可怜ကတော့တနာတာဟုတ်ပြီဒါရိုးရိုးရှင်းရှင်းပေါ့နော်ဒါပေမဲ့အဲ့ဒီမတိုင်ခင်မှာပြပြချင်တာအခုခေတ်ကခေတ်လဲဆိုတော့ AI ခေတ်ပေါ့နော် AI ခေတ်ရောက်နေပြီဆိုတော့ AI ကိုသုံးချတတ်ဖို့လိုတယ်ကျွန်တော် AI ကိုသုံးချပြီးတော့မှနေရာတိုင်းမှာသုံးချလို့ရတယ်ကိုလေ့လာတဲ့အပိုင်းလာတော့မဟုတ်ရင်ကိုယ့်ရဲ့နားမလည်တဲ့ဟာတွေအားလုံးက AI ကနေကျွန်တော်တို့ကူညီပေးနေရเนาะဆိုတော့နောက်ထပ်ဒီ9နှစ်အတွင်းမှာ AI ကအရန်ကိုကြီးထွားလာနေတယ်ပေါ့နော်တင်ကြီးသုံးလာနေရဆိုတော့ကိုက AI ကိုမလေ့လာထားရင်ကိုက AI နဲ့မတွားရင်တော့မလွယ်ဘူးနောက်ကျကြိုင်ခလိုက်ပြီပေါ့နော်ဆိုတော့ဒီအခုခေတ်က AI ခေတ်ဖြစ်တယ်ပေါ့နော်ဆိုတော့ AI ခေတ်မှာ AI ကိုသုံးပါကိုက AI ကိုမသုံးရင် AI ကကိုယ့်နေရာကိုအစားထိုးသွားလိုက်မယ်နော်နောက်ကျရင်ကိုကကျေစာမတင်တော့နော် AI ကစာတင်ပေးလိုက်မယ်အဲတော့ကိုကကျေကနော်ကိုကကျေတို့မကြိုးစားရင် AI ကကိုကကျေတို့နေရာတွေကိုယူသွားလိမ့်မယ်ပေါ့နော်ဆိုတော့အဲကြောင့်မို့ကိုကAI ကိုအများကြီးအသုံးချတတ်ဖို့လိုရပေါ့နော်ဆိုတော့ဟောပါပြီထုံးစံအတိုင်းတော့ AI မေးကြည့်မယ်ကွာဆိုတော့ DeepSeek ကိုမေးကြည့်မယ်ပေါ့နော်ဆိုတော့可惜နဲ့可怜ပါကွာလဲပေါ့နော်ဆိုတော့စပြီးတော့မေးကြရအောင်သူ့နော်ဆိုတော့ဟုတ်ပြီထွက်လာပြီနော်ဆိုတော့可惜和可怜有什么区别လို့မေးလိုက်တယ်ပါကွာလဲပေါ့နော်ဆိုတော့သူကပေးထားတာ可惜ပေါ့可惜ကတော့ကျွန်တော်မြန်မာလိုရပြောမှဆိုနှမျောတာပေါ့နော်သူကဒီမှာပါပြောလဲဆိုတော့表示遗憾惋惜指某件事或某种情况让人感到不满意或失去机会ဒီမှာရန်ကိုပြောမှဆိုတော့နှမျောတယ်ကွာပြီးတော့နောက်သားရတယ်ပြီးတော့မို့ကိစ္စတစ်ခုတော့မို့အခြေအနေတစ်ခုမှာအဲ့ဒီအရာကကျွန်တော်တို့မကျေနပ်စေဘူးပေါ့နော်ဒါမှမဟုတ်ရင်လည်းတစ်ခုအခွင့်အရေးကိုဆုံးရှုံးတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့ခံစားချက်ပေါ့နော်အဲ့ဒါနှမျောတဖြစ်ရချင်းအဲ့ဒါကို可惜လို့သုံးတယ်တဲ့ဥမာနှစ်ခုပေးတယ်သူဟုတ်ပြီကြည့်အောင်နံပါတ်1တစ်ခုက这么好的机会错过了太可惜了这么好的机会错过了太可惜了ဒီလောက်ကောင်းတဲ့အခွင့်အရေးเนาะ这么好的机会错过了ဆိုတာဒီလောက်ကောင်းတဲ့အခွင့်အရေးကိုမဖမ်းဆုပ်နိုင်ခဲ့ဘူးပေါ့နော်太可惜了ဆိုတာအရန်ကိုနှမျောစရာကောင်းတယ်လို့ပြောတာနော်နောက်တစ်ခုကကျတော့可惜他没来参加比赛可惜他没来参加比赛သူ没来参加ဆိုတာလာပြီးတော့ပြန်ပွဲမပါဝင်လို့အရန်ကိုနှမျောဖို့ကောင်းတယ်နော်သူကပြန်ပွဲလာမပါဝင်တာအရန်ကိုနှမျောဖို့ကောင်းတယ်နော်သူကလူတော်တယောက်နော်ဒါပေမဲ့他没来参加比赛သူပြန်ပွဲလာမပါဝင်တာအရန်ကိုနှမျောစရာကောင်းပါတယ်ပေါ့နော်အဲ့ရ可惜နဲ့ပတ်သက်ပြီးပြောထားတယ်ဟုတ်ပြီ可怜ဆက်ကြည့်အောင်နော်可怜ကဘာလဲဆိုတော့သူက形容词动词နော်形容词လည်းဖြစ်တယ်动词လည်းဖြစ်တယ်သူက adjective လည်းဖြစ်တယ် verb လည်းဖြစ်တယ်နော်ဒီမှာတော့指某人或某物遭遇不幸值得怜悯တစုံတယောက်ဒါမှမဟုတ်ရင်တခုခုကပေါ့နော်ကံမကောင်းဘူးเนาะကံမကောင်းဘူးအဲ့ဒါကြောင့်မလို့သူကတနာเสียကောင်းသွားတာအဲ့ဒါကို可怜လို့သုံးတယ်เนาะအဲ့ဒါဆိုတော့တနာတာပေါ့နော်可怜ဆိုတာတနာတာအဲ့ဒီသူကဥမာတစ်ခုပေးတယ်နံပါတ်1တစ်ခုက那个流浪猫看起来很可怜那个流浪猫看起来很可怜အဲ့ဒီ流浪猫那个ဆိုအဲ့ဒီပေါ့နော်流浪猫ဆိုတာကဒီ stray cat ပေါ့နော်就是လမ်းဘေးကြောင်ပေါ့နော်လမ်းဘေးကြောင်က看起来ဆိုတာကြည့်လိုက်ရင်很可怜အရန်ကိုတနာစရာကောင်းတယ်တဲ့နော်ဆိုတော့နောက်တစ်ခုပေးတယ်别可怜他是自作自受别可怜他是自作自受ဒီမှာတော့别可怜他ဆိုတာသူ့ကိုတနာမနေနဲ့ပေါ့နော်别ဆိုတာတာမီတဲ့စကလုံးဖြစ်တယ်နော်别可怜他ဆိုတာသူ့တနာမနေပါနဲ့နော်他是自作自受自作自受ဆိုတာဘယ်လိုလဲဆိုတော့သူကိုယ့်ကိုရှာတာပေါ့နော်သူဒုက္ခသူရှာတယ်လို့ပြောချင်တယ်ပေါ့နော်
သူ့သွားတနာမနေပါနဲ့ပေါ့နော်အဲ့ဒါသူဒုက္ခသူရှာတာပဲသူလှုပ်ထားတဲ့အရာကိုသူခံရတာပဲဖြစ်ပါတယ်ပေါ့နော်အဲ့ဒါကို自作自受လို့သုံးပါတယ်ဆိုတော့ဒီနေ့ပြောတော့တာ可惜နဲ့可怜နော်နှစ်ခုလုံးကတည်နေပါဒါပေမဲ့အဓိကအထက်ပို့ပြီးတော့နားလေစေချင်တာအခုခေတ်က AI ခေတ်ဖြစ်နေတယ်ပေါ့နော် AI ဆိုတော့ကျွန်တော်တို့တရုတ်စာလေ့လာတဲ့သူတိုင်းလည်း AI သွားပြီးတော့မှသုံးလို့ရတယ်ကျွန်တော်ခုနောက်ပိုင်းAI ကိုရှောက်မေးဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ကိုက AI ကိုသုံးမချရင် AI ကကိုယ့်ရဲ့နေရာတွေကိုစားဝင်သွားလိမ့်မယ်ပေါ့နော်အဲ့ဒါပြောရင်းနဲ့ဒီနေ့ဒါလေးမျှဝေချင်လို့下期见拜拜